ဒီဝါဟီကီအိုင်လန်ကလေတော်တော်လေးကိုအေးချမ်းပြီးတော့တော်တော်လေးကိုတာယာတဲ့ကျွန်းလေးတစ်ကျွန်းပေါ့နော်ဒီကျွန်းပေါ်မှာလူဦးရေကအရန်နေတယ်ပေါ့နော်ဒါပေမဲ့နယူးဇီလန်အစိုးရကပေါ့နော်ရှိသင့်တဲ့ facility အားလုံးလုပ်ပေးတာတယ်ဥပမာကြက်ချီနီစခန်းတို့ရဲစခန်းတို့ပြီးရင်မီးတပ်စခန်းနေပြီးရင် immigration office တွေပါတယ်ဒါတွေအားလုံးကတစ်ခုချင်းစီအဆောက်အအုံလေးတစ်ခုချင်းစီရှိပြီးတော့ပန်းညံအစားပေါ့နော်တစ်ခုရှိမယ်ဒီမှာအဆောက်အအုံတွေကအားလုံးကတိတ်တိတ်လေးတွေအဆောက်အအုံအကြီးဆိုတာမတွေ့ရဘူးပေါ့နော်ဒီမှာလူတွေကလည်းကြည့်ရတာ holiday home လိုမျိုးပေါ့နော်လာပြီးတော့တထေးတွေကအိမ်ဝယ်ပြီးတော့ထားတဲ့ပုံစံမျိုးပါအိမ်တွေအများစုကလုံးဝချမ်းနေပါဒီကျွန်းမှာရှိတဲ့အဓိကစီးပွားရေးတစ်ခုကတော့ဝိုင်ထုတ်လုပ်တဲ့လုပ်ငန်းပေါ့နော်ကျွန်တော်တို့အခုမြင်တွေ့နေရတာတော့စပစ်ခင်းတွေပေါ့နော်ဒီစပစ်ခင်းတွေကနေပြီးတော့စပစ်သီးဆိုင်မယ်ပြီးရင်ဝိုင်ထုတ်လုပ်တယ်ပေါ့နော်ပြီးရင်တခြားနိုင်ငံတွေကိုတင်ပို့ရောင်းချတဲ့လုပ်ကိုလုပ်တယ်ပေါ့နော်အဲ့ဒါကြောင့်ဒီကျွန်းတစ်လျှောက်ကိုသွားကြည့်ရင်စပစ်ခင်းတွေအများကြီးကိုတွေ့ရမှာပေါ့နော်ပြီးတော့ဒီကျွန်းမှာအရန်ကိုစိမ့်လန်းဆိုပြေးပြီးတော့သဘာဝတရားအတိုင်းထိမ့်သိမ်းလာတဲ့တစ်ပင်တွေတစ်တောတွေအားလုံးတွေ့ရမှာပေါ့နော်တော်တော်လေးကိုလှပါတယ်ကြည့်လိုက်ပါ view လေးကဒီအခုမြင်တွေ့နေရတဲ့စပစ်ခင်းတွေမှာစပစ်သီးတွေတော့မရှိပါဘူးဘာလို့လဲဆိုတော့အခုချိန်ကနယူးဇီလန်မှာ winter ပေါ့နော်ဆောင်းရာသီဖြစ်နေတယ်အဲ့တော့သူတို့ဒီမှာစပစ်သီးတွေမရှိနေပါဘူးအကယ်လို့နွေရာသီလောက်မှပဲဒါစပစ်သီးတွေစပြီးမြင်ရမှာပေါ့နော်ဒီဝါဟီကီအိုင်လန်ရဲ့အနောက်ဘက်တောင်မြင့်နေရာကိုသွားပြီးတော့ကျွန်တော်တို့ကြည့်မယ်ဆိုရင်နယူးဇီလန်နိုင်ငံရဲ့အော့ကလန်မြို့ကိုလှမ်းပြီးတော့မြင်နေရပါတယ်ဒီကနေပြီးတော့